လှလေးကတော့သူမရဲ့အတုံးမကျတဲ့လင်းယောက်ျားကညာဘက်လက်ကလေးကန်လိုက်ယုံနေရှိသေးတယ်ဘသူကထင်ထားမှာလဲသူမရဲ့ကျင့်စဉ်အဆင့်တန်းကတဟုန်ထိုးတက်လန်းသွားပြီးအထွတ်ထိပ်ရောက်သွားလိမ့်မယ်လို့ပေါ့ငါအခုဆိုရင်ဘာမဆိုလုပ်နိုင်တယ်လို့ခံစားနေရတယ်စိတ်မလောပါနဲ့အိုးနင်ကအခုမှအဆင့်၄ထဲဝင်ကားစားပဲရှိသေးတာအဆင့်6နဲ့ဘယ်လိုလုပ်ရှင်နိုင်မှာလဲဓာတ်တန်ချက်တစ်ချက်ပဲသူကတော့အေးအေးဆေးဆေးလက်တစ်ချက်ဝေးရလိုက်တာမကောင်းတဲ့စိတ်ပုံမွေးထားတဲ့မဟာဆရာကြီး Grandmaster တယောက်သွေးပိတာ300လောက်အန်သွားရတဲ့အထိတန်ရရသွားတယ်ဒါတော့အတီးခံတွတ်ဆုံးမဲ့အဲ့ဒီမဟာဆရာကြီးကအော်ဟစ်ကြုံရနေတော့မယ်ငါ့ကိုတတ်ချင်တာလားမလွယ်လောက်ဘူးဟဲ့ဒီနေ့ကိုငါအပြည့်ရှင်းမယ်ဒါပေမဲ့အလှလေးခမများဒါတွေအားလုံးဟာသူမရဲ့အတုံးမကျဘူးလို့အထင်ခံရတဲ့လင်းယောက်ျားကြောင့်ဆိုတာကိုလုံးဝသိရှာမှာမဟုတ်ပါဘူးတကယ်တော့သူဟာကျင့်စဉ်တက်တန်း1000ရှိတဲ့ဘိုးဘေးအစဉ်ကျင့်ကြံသူကြီးတူပါဒါပေမဲ့ကက်ကြော်ပြီးနှက်သက်ကြွေဖို့စူးစမ်းရမှာကြာရှုံးသွားခဲ့လို့စိတ်ဝိညာဉ်ကကတ်ဆိုးစွာနဲ့ပဲကြောက်မိသားစုရဲ့အတုံးမကျတဲ့တခင်လေးကိုလည်းဥကတ်သွားခဲ့ရတာပါသူ့ရဲ့နိုင်ရေးကိုလာကြောကြတဲ့သူတွေအားလုံးကတည့်ရဲ့ဆိုပြီးမျက်နှာတွေဖြူဖြောကုန်ကြပါတော့တယ်ငါကပတ်စံနေလို့စိတ်တူပြီးမိုးကြိုးပစ်ခံရလို့တည်သွားတာမဟုတ်ဘူးလားဒီအချိန်မှာပဲမူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေဟာဘိုးဘေးကြီးရဲ့ခေါင်းထဲစီးဝင်လာပါတော့တယ်တကယ်တော့လွန်ခဲ့တဲ့3ရက်ကမူလသခင်လေးဟာအကိုကြီး3ယောက်နဲ့အတူမြောက်ပိုင်းနယ်စပ်ကိုမိစ္ဆာတွေတိုက်ထုတ်ဖို့သွားခဲ့ကြတာပါဒဏ်ရာအပြင်းထန်ရထားတဲ့သခင်လေးကိုအိမ်ပြန်ပို့နိုင်ဖို့အတွက်အကိုကြီး3ယောက်စလုံးကတိုက်ပွဲမှာအသက်ပေးသွားခဲ့ကြတယ်ဒါပေမဲ့နှမျောဖို့ကောင်းတာကသခင်လေးဟာလည်းနောက်ဆုံးမှာတန်တင်းချင်းပောက်ကွဲပြီးတေဆုံးသွားခဲ့ရရှာတာပါဒါကြောင့်လေဘိုးဘေးကြီးကသူ့ကိုယ်ထဲဝင်ပူးခွင့်ရခဲ့တာဖြစ်ပါတယ်အလိုမူးနတ်မင်းကြီးခမည်းငါ့ကိုတကြော့ပြန်အသက်ရှင်ခွင့်ပေးတာဘာသဘောလဲဗျာအရှင်မင်းကြီးသခင်လေးမတည်သေးပါဘူးဒါပေမဲ့သခင်လေးရဲ့အဖေကများမပြောလိုက်ရသေးခင်ပါပဲကွယ်လွန်သွားတဲ့အကိုကြီး3ယောက်နဲ့စစ်ဆက်ထားခဲ့တဲ့အင်အားကြီးမိသားစု3စုကသမီးပြိုတွေဟာအိမ်ကိုစိုက်ညံ့ရောက်လာကြပါတော့တယ်သူတို့လာတာကစစ်ဆက်ပွဲဖျက်သိမ်းဖို့မဟုတ်ပဲအတုံးမကျတဲ့ဒီတခင်လေးနဲ့ပဲတတိအတိုင်းလက်ထပ်ဖို့လာခဲ့ကြတာပါဒါပေမဲ့ကန့်သက်ချက်တစ်ခုတော့ရှိတာပေါ့အဲ့ဒါကတော့သခင်လေးအနေနဲ့တလအတွင်းမှာသူတို့သမီးပြို3ယောက်ရဲ့ကျင့်စဉ်အဆင့်ကိုကြော်ဖြတ်ရပါမယ်သူတို့ကတော့တန်ပျက်စီးသွားတဲ့ဘိုးဘေးကြီးအနေနဲ့ဒါကိုလုံးဝလုံနိုင်မှာမဟုတ်ဘူးလို့တွက်ထားကြတာပေါ့ဘာလို့လဲဆိုတော့သူတို့ရဲ့ကျင့်စဉ်တွေကအဆင့်၄ကိုရောက်နေကြပြီလေဒါပေမဲ့ဘသူကထင်ပါလဲဘိုးဘေးကြီးကယုံကြည်မှုအပြည့်နဲ့သဘောတူလိုက်တာကြောင့်အားလုံးအံ့အားမြင်တက်သွားကြပါတယ်ဘာလို့လဲဆိုတော့မူလသခင်လေးဟာမြို့ထဲမှာအတုံးမကျဆုံးလူညံအဖြစ်နာမည်ကြီးနေတာကိုဒီကောင်လေးကပုံမှန်ဆိုကြောက်တူးတုံနေတာဒီနေ့ကျမှဘာလို့ဒီလောက်တတိတွေကောင်းနေရတာလဲဘိုးဘေးကြီးကသမီးပြို3ယောက်နဲ့တလအကြာမှာကျင်းပမဲ့ကိုခန့်ပညာပြိုင်ပွဲမှာအရှုံးနိုင်ဆုံးဖြတ်ဖို့ဂရီကဝတ်ပြုလိုက်ပါတယ်ဒါကိုသူ့အဖေဖြစ်သူကတော့စိုးရင်ကြီးနဲ့မေးရှာတာပေါ့မင်းတကယ်ပဲတလအတွင်းသူတို့ကိုကြော်ဖြတ်နိုင်မှာတေချာလို့လားလူဆိုတာစူးစမ်းရင်ဖြစ်နိုင်ပါတယ်အဖေရတချို့အရာတွေကဘသူကြိုပြောနိုင်မှာလဲဖခင်ဖြစ်သူကစိတ်မချတာကြောင့်မြို့ထဲမှာအတော်ဆုံးဆိုတဲ့ဒါနဲ့ဆိုရမောတော်ကိုဘိုးဘေးကြီးစီဆရာဖြစ်လွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့ဘိုးဘေးကြီးကတော့အပြင်ထွက်လဲဖို့ပဲစိတ်ဆိုးနေတာပေါ့အဲ့ဒီအချိန်မှာပဲဒါနဲ့ဆိုကဓာတ်တစ်ချက်ချက်ချင်းဝေရန်ပြီးတိုက်ခိုက်လိုက်ပါတော့တယ်မင်းငါရဲ့တိုက်ကွက်3ကွက်ကိုခံနိုင်ရင်မင်းသွားချင်တဲ့နေရာသွားဖို့ငါလွတ်ပေးမယ်ကဲဒါချက်ကိုခံစမ်းဒါနဲ့ဆိုရဲ့ပြင်းထန်လာတဲ့တိုက်ကွက်တွေကိုဘိုးဘေးကြီးကအသာလေးရှောင်တိန်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူကအကျိုးလျှော့ပြီးတတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာပဲဒါနဲ့ဆိုကရုတ်တရက်ပြန်တန်းပြီးကန်ချက်တစ်ခုကျွေးလိုက်ပါတော့တယ်အသက်အရွယ်ရောက်နေပြီဖြစ်တဲ့ယောက်ျားတစ်ယောက်ကဓာတ်တော်မြဲအောင်မကင်နိုင်ဘူးတကယ်အတုံးမကျတဲ့ကောင်ဒီမိမရဲ့ဓာတ်တိုင်းကငါရဲ့စိတ်ဝင်စားမှုကိုစွပေးလိုက်ပြီပဲလာဦးလေဒီတစ်ခါတော့ဘိုးဘေးကြီးကသူ့ရဲ့စွမ်းအားတပုံလောက်ကိုထုတ်သုံးပြီးဓာတ်နဲ့ဆိုရဲ့လိုင်းတပိုးလိုပြင်းထန်လာတဲ့တိုက်ကွက်တွေကိုတစ်ကွက်ချင်းစီအေးအေးဆေးဆေးတုံ့ပြန်လိုက်ပါတယ်ငါသွားလို့ရပြီမလားဆရာမကြီးရေမရဘူးမင်းသွားလို့မရဘူးနောက်တစ်ခေါက်ထပ်ချမယ်ဘသူကထင်ထားမှာလဲဘိုးဘေးကြီးကဓာတ်ဖျားလေးနဲ့အသာလေးပင့်တင်လိုက်တာဓာတ်နဲ့ဆိုရဲ့ဓာတ်ဟာမီတာ900ကို19အကွာဝေးထိလွင့်ထွက်သွားပါတော့တယ်ဒါကိုမျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ဓာတ်နဲ့ဆိုခါများပါဇက်အဟောင်းသားနဲ့ဆွန့်သွားပြီးဒီဘိုးဘေးကြီးကိုကမ္ဘာအဆင့်မီထိပ်တန်းပညာရှင်တယောက်ဖြစ်အောင်ကိုတင်ပေးရမယ်လို့စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့ဘိုးဘေးကြီးကတော့ဘာမှမဆိုင်မတော့ပဲညှင်းပယ်လိုက်တာပေါ့ငါကအယမ်းညံ့လုံးလို့မင်းရဲ့တပည့်ဖြစ်ရင်မင်းပဲမျက်နှာပြက်ရလိမ့်မယ်တကယ်ကြီးလားငါမင်းကိုတနေ့နိုင်အောင်ဆုံးမပြမယ်ဘိုးဘေးကြီးပခုံးထမ်းပြီးတိတ်မဝေးတဲ့နေရာကိုရောက်တဲ့အခါမလန့်မကန့်ကနေတန်ရှင်းမှုမြတ်တဲ့အလင်းတန်းကြီးထွက်ပေါ်လာပါတယ်ဘေးကအစီခံမလေးကဒါဟာဘော်ဒီအမော်မြတ်ပင်ပွင့်မဲ့အချိန်ဖြစ်ကြောင်းပြောပြတာပေါ့ဒီတန်ရှင်းတဲ့အပင်ကအနှစ်တစ်ထောင်မှတစ်ကြိမ်သာပွင့်တက်ပြီးအဲ့ဒီအပွင့်ကနေရလာတဲ့အသီးကကျင့်စဉ်တွေကိုတဟုန်ထိုးတိုးတက်စေနိုင်ပါတယ်ဒါပေမဲ့ဘ ഹു တုတဆုံလင်းလာတဲ့ဘိုးဘေးကြီးကတော့ဒီလိုအရာမျိုးကိုမျက်စိထဲတောင်မထည့်ပါဘူးတွားရအောင်ပါသခင်လေးရဲ့တွားကြည့်ရအောင်နော်ဘိုးဘေးကြီးလည်းအစီကံမလေးရဲ့ချွဲနှဲမှုကိုမလွန်ဆန်နိုင်တာနဲ့ပဲနောက်ဆုံးတော့ပွဲတော်အခြေအနေကိုတွားကြည့်ဖို့တန်ရှင်းတဲ့မြင်မျက်စီရောက်လာခဲ့ပါတယ်ဒီနေရာမှာကျင့်ကြံသူပညာရှင်ပေါင်းများစွာစုဝေးရောက်ရှိနေကြပြီးအင်အားကြီးမိသားစု3စုကသမီးပြိုတွေလည်းဒီအသီးကိုစုခူကိုရောက်နေကြတာပါဒါပေမဲ့ဒီအသီးကစိတ်ဝိညာဉ်ရှိနေတာမို့စုခူမဲ့သူကမိမိရဲ့ဝိညာဉ်စွမ်းအားကိုတုံးပြီးဒီအပွင့်နဲ့ပေါင်းဆက်ဖို့လိုအပ်ပါတယ်တကယ်၍တင်ဟာရေဆက်ပါတဲ့သူဆိုရင်အပွင့်ကပွင့်လာမှာဖြစ်ပြီးမဟုတ်ရင်တော့တင်နဲ့ရေဆက်မပါဘူးလို့တက်တည်ပြနေတာပါဒီနေရာကလူငယ်တွေဟာမဆောင်နိုင်မဆိုင်နိုင်ပဲတယောက်ပြီးတယောက်ဝင်ဆန်းကြပေမဲ့အပွင့်ကတော့တုတ်တုံမြမလုပ်ပါဘူးအင်အားကြီးမိသားစု3စုကသမီးပြိုတွေတောင်မှဒီအပွင့်ကိုမပွင့်စေနိုင်ခဲ့ပါဘူးဒါပေမဲ့အစီခံမလေးကတော့ဘိုးဘေးကြီးကိုယုံကြည်မှုအပြည့်ရှိနေပြီးသူ့ကိုလည်းဝင်ဆန်းကြည့်ဖို့တိုက်တွန်းတာပေါ့ဒါပေမဲ့ဘိုးဘေးကြီးကတော့အိမ်ပြန်ထမင်းစားဖို့ပဲစိတ်ဆောနေတာကြောင့်လှည့်ထွက်သွားဖို့ပြင်လိုက်ပါတယ်မင်းကိုမင်းတိတက်တာပဲတော်သေးတာပေါ့မင်းငါကိုပြောနေတာလားငါရဲ့စိတ်ဆက်ထားတဲ့ဇနီးဖြစ်ပြီးတော့လင်းယောက်ျားအပေါ်ဒီလောက်တောင်အထင်သေးရလားပါဇက်ပိတ်ထားစမ်းဘသူကနင့်ဇနီးလဲဘာပဲဖြစ်ဖြစ်နင့်ရဲ့ကျင့်စဉ်အဆင့်ကလူတိုင်းသိပြီးသားမို့ပို့ပြီးလူပြက်လုံးမနေနဲ့တော့သမီးပြို3ယောက်ရဲ့နှိမ်ချဆက်ဆံမှုကဘိုးဘေးကြီးရဲ့အရှုံးမပေးခြင်းနဲ့စိတ်ကိုမိမွေးလိုက်ပါတော့တယ်သူကအရေးချင်းနဲ့ပဲသူတို့ပါဇက်ကိုပိတ်ပစ်ဖို့ပြင်လိုက်တဲ့အချိန်မှာကောင်းကင်ရံကနေကြီးမားလာတဲ့တင်မောကြီးတစ်စင်းပေါ်လာခဲ့ပါတယ်တင်မောပိုင်ရှင်ရဲ့ပြင်းထန်တဲ့ဖိအားလိုင်းတွေကတော့အောက်ကလူတွေအားလုံးကိုလွှမ်းမိုးသွားပါတော့တယ်
လူတိုင်းကသူဟာဘယ်ကပညာရှင်လဲဆိုတာခံမှန်းနေကြပြီးအစီကံမလေးတော့မျက်စိကျနေမိရှာတယ်ဟွန်းရုပ်ချောချောနဲ့မျက်နှာဖြူကောင်းပဲငါကတော့ဟောက်ထန်းအင်ပါယာရဲ့စတုထမြောက်မင်းသားကျိုးကျယ်ပဲဒီလောက်ငငယ်ရွယ်ရွယ်နဲ့ဒီလောက်ကျင့်စဉ်အဆင်မျိုးရှိနေတာမဆန်းပါဘူးဒါပေမဲ့တူညီတဲ့စတုထမြောက်ဆိုတဲ့နာမည်အဆင့်တန်းချင်းတူတာတော့ဒီနှစ်ယောက်ကတော့မိုးနဲ့မြေလိုကွာခြားလွန်းလာတယ်လူတိုင်းကစတုထမင်းသားကိုရိုးရိုးသေးသေးအယိုသေးပေးဥညွှတ်ကြပေမဲ့ဘိုးဘေးကြီးတယောက်တည်းကသာမလုံမရှက်မတ်တက်ရက်နေခဲ့ပါတယ်ဒါကစတုထမင်းသားကိုအကြီးအကျယ်ဒေါသထွက်သွားစေတာပေါ့မင်းကိုငါခုချက်ချင်းဒူးထောက်ရိုးသေးပေးဖို့အမိန့်ပေးတယ်မင်းကိုဒူးထောက်ရမယ်ဟုတ်လားမင်းကဘာမို့လို့ငါရဲ့ဒူးထောက်တာကိုခံယူထိုက်လို့လား